Hello ကိုမသားရီဝတ်စပိုင်သိမ်းမှာဒီခါမှာတော့အသိန်းကချင်းမှန်ရဲ့ကဘာကျော်တဲ့ပွဲတော်တစ်ခုဖြစ်တဲ့ Songkran 2026ရေသပင်ပွဲတော်ကိုအသိန်းတက်ဆက်သွားမှာပဲဖြစ်ပါတယ်။ကဲအဲ့တော့လိုက်ပြီးတော့ကြည့်ပေးကြပါဦး။အခုလောလောဆယ်ကတော့ချင်းမှန်ရဲ့ရာသီဥတုတော့smoke တွေတော့ရှိနေသေးတယ်ကွယ်အဲ့တော့ဒီ smoke တွေရှိနေတဲ့ကာလမှာပဲကျင်းပရဲ Songkran ပွဲတော်ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ချင်းမှန်မှာပဲသွားလေလို့ကောင်းလဲဆိုတာအသိန်းနဲ့တူတူဒီ vlog လေးကိုကြည့်ပေးကြပါဦးနော်။ကဲဒါဆိုရင်အသိန်းတို့သွားလဲကြရအောင် Let's go